Hello အားလုံးပဲမင်္ဂလာပါဒီ video clip တွေမှာလေကိုလို AI learner တွေအတွက်ကို prompting လုပ်တဲ့အခါပေါ့နော်ဒီ prompt ရေးတဲ့အခါမှာကြုံရတဲ့အခက်အခဲလေးမျှဝေချင်ပါတယ်အဲ့မှာအဓိကမှားတတ်တဲ့အချက်၃ချက်ပေါ့နော်ဆိုတော့ prompting လုပ်တဲ့အခါမှာမှားတတ်တဲ့အဓိကအချက်၃ချက်ပေါ့နံပါတ်1ကတော့ role ပေါ့နော်ဆိုတော့ကျမတို့က AI ကအများသောအားဖြင့်အရေးချင်းတွေအများကြီးရှိတဲ့လူတစ်ယောက်လိုပဲပေါ့နော်ဆိုတော့ကိုလုပ်ချင်တဲ့ပုံမှာမူတည်ပြီးတော့သူ့ကိုယာရုတစ်ခုပေးဖို့လိုတယ်ပေါ့နော်ကိုလုပ်ချင်တဲ့ဟာပုံမှာမူတည်ပြီးတော့ဆိုတော့ကျမတို့ကကိန်းများ Facebook မှာကြော်ညာတစ်ခုရေးစေချင်တယ်ဆိုရင် content creator တယောက်အနေနဲ့စဉ်းစားပါလို့သူ့ကိုပြောလိုက်ရင်သူ့ရေးအဲ့ရေးချင်တဲ့ကိုင်းနေတဲ့ဟာကိုသူကအခြေခံပြီးတော့စဉ်းစားမှာဖြစ်တယ်ဆိုတော့ role ကအရင်ရေးကြည့်တယ်ပေါ့နော်ဆိုတော့ဘာမှမခိုင်းခင်မှာသူ့ကို role တစ်ခုအရင်ပေးဖို့လိုတယ်နောက်တစ်ခုကကြတော့ကျမတို့specific task ပေါ့နော်ကျမတို့ပုံမှန်ဖြစ်တော့ကြော်ညာတစ်ခုငါ့ကိုရေးပေးချင်ခွာဆိုလို့လည်းကိုပြောလိုက်တယ်ပေါ့နော်ဆိုတော့တကယ်တမ်းကျတော့သူ့ကိုတိတိကျကျပြောရင်တိတိကျကိုလိုချင်တဲ့ဟာကိုတိတိကျပြောမယ်ဘယ်သူတက်လဲဆိုတော့ကိုပြောနိုင်တယ်ဆိုရင်သူကကိုလိုချင်တဲ့တိကျတဲ့အဖြေကိုပို့ထွက်လာမယ်ပေါ့နော်ဥပမာအဖြစ်ဆိုရင်မင်း content creator တယောက်အနေနဲ့ Facebook ကြော်ညာတစ်ခုကိုငါ့ကို create လုပ်ပေးပါ coding class ခုဖြစ်မယ်ပေါ့နော်အသက်5နှစ်ကနေ9နှစ်ရှိတဲ့ကလေးတွေရဲ့မိဘတွေအတွက်ကို target အဓိကထားပြီးတော့ရေးပေးပါလို့ပြောလိုက်ရင်တော့သူကပြည့်စုံပြောနိုင်တဲ့အတွက်ကြောင့်မလို့ကိုလိုချင်တဲ့အဖြေကို content ကိုအတိအကျရမယ်ပေါ့နော် prompt အတိအကျရမယ်နောက်ဆုံးတစ်ခုကတော့ no context ပေါ့နော်ဆိုတော့ကိုဘာစီဝါရေးလုပ်နေလဲကိုကဘာကိုရေးစေချင်လဲဆိုတာကိုကိုယ့်ရဲ့ background ကိုသူမသိနေဘူးမသိနေတဲ့အခါကျတော့ကိုကအတိအကျပြောပေးဖို့လိုတယ်ကိုယ့်ရဲ့ကြော်ညာဘယ်မှာထည့်ချင်တာတော့ Facebook မှာလား Instagram မှာလား TikTok မှာလားနောက်တစ်ခုကတော့ကိုကဘယ်လိုတုံးမျိုးသုံးချင်လဲပေါ့နော်အပပပပဲလားဒါမှမဟုတ် professional ဆန်ဆန်ရေးစေချင်တာလားနောက်တစ်ခုကတော့ဘာလဲဆိုတော့ဘယ်ဘာသာစကားတွေသုံးစေချင်တာလဲမြန်မာလိုလားအင်္ဂလိပ်လိုလားပေါ့စသည်ဖြစ်ပေါ့နော်ဆိုတော့ဒီလိုလေးပြည့်စုံရေးပေးနိုင်ရင်ဆိုရင်တော့ပို့ပြီးတော့ကိုယ့်ရဲ့ဟာကအမှားနည်းမယ်ပေါ့နော်ဆိုတော့ဒီအမှား၃ခုကတော့ကိုအများဆုံးလုပ်တတ်တာ role မပါတာ specific task မပြောမိတာနောက် context မပါတာပေါ့နော်ဆိုတော့အများဆုံးလုပ်ခဲ့တဲ့၃ခုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်